music လေးနဲ့စတာတော့ကျွန်တော်တို့ဒီနေ့ music time လေး on လာပေါ့မြင်လားပါကျွန်တော်တို့ဇက်ဇက်ကကိုအောင်စရာမျိုးဖြစ်ပါတယ်ကျွန်တော်လူကြီးမင်းတို့တွေ့တာနဲ့ကြိုက်သွားစေမယ်ပေါ့နော် Bluetooth speaker လေးတစ်ခုပြပေးပါမယ်ဒါလေးကတော့ V2 Bluetooth speaker ပဲဖြစ်ပါတယ်ကျွန်တော်တို့ design လေးကိုတွေ့တာနဲ့လူကြီးမင်းတို့ကြိုက်သွားမယ်ထင်ပါတယ်ကျွန်တော်ဒီ Bluetooth speaker ရဲ့အကြိုက်ဆုံး favorite အရန်ဂေါ်တဲ့အချက်ပြောပြမယ်သူက power ဖွင့်လိုက်ရင်ထွက်လာတဲ့အတန်ကို show လိုက်သူကကျွန်တော်တို့ရဲ့ဒီ sport car ကိုပေါ့နော်ကျွန်တော်တို့ sport car ရဲ့ exhaust အတန်ကိုနဲ့စတင်လာတာဖြစ်တယ်လုံးဝဒါနဲ့တင် feeling အရန်မိုက်တယ်ကျွန်တော်တို့ Bluetooth version 5.3 ဖြစ်တယ် battery mAh က900ပါလိမ့်မယ်နောက်ပြီးတော့ကျွန်တော်တို့အားသွင်းတာကျွန်တော် type C အပေါက်ဖြစ်တယ်ကျွန်တော်တို့ပေါ့နော်ဒီသူ transparent ဖြစ်တဲ့ပုံမှာကျွန်တော်တို့ဒီအထက်ဆက်ပစ္စည်းအားလုံးကိုမြင်နေရတယ်ဒီ feeling ကြီးကတော်တော်ကြီးကိုခေါ်တယ်ဗျာကျွန်တော်တို့ပေါ့နော် Bluetooth ချိတ်ထားတဲ့အချိန်မှာကျွန်တော်တို့ဒီ light ကိုအားအမြတ်မကောင်းအောင်ပေါ့နော် light ကို short ပြီးသုံးကျင်တယ်ဆိုရင်ကျွန်တော်ဒီဘက်ခလုတ်လေးကိုနှိပ်ပြီးတော့ကျွန်တော် lighting ပိတ်ထားလို့ရတယ်ဒီအတန်အတိုးအချက်ကိုလည်းကျွန်တော်တို့ဒီ Bluetooth speaker နေပြီးတော့ကျွန်တော်တို့ဒီဘက်ခလုတ်နှစ်ခုကိုအသုံးပြုပြီးလုပ်လို့ရလိမ့်မယ်ကျွန်တော်တို့ mini ဖြစ်တယ်ကျွန်တော်တို့သွားတဲ့နေရာတိုင်းကိုကျွန်တော်တို့ယူသွားလို့ရမှာဖြစ်တယ်နောက်ပြီးတော့သူချိတ်ဖို့အတွက်ကြိုးလေးပါလာလိမ့်မယ်ကျွန်တော်အားသွင်းကြိုးလည်းပါတယ်ကျွန်တော်ဒီ speaker လေးကကြည့်တော့ကျွန်တော်တို့ကာလာကျွန်တော်ရှိမှာ3ရောင်ရမယ်ဒီပထမဆုံးကာလာကတော့ကျွန်တော်ဒီပေါ့နော်စင်းစွဲရောင်လို့ဟိုအသားရောင်လိုမျိုးလေးပေါ့နော်ဖုန်းထဲမှာတော့အရင်တီးတာမလားမသိဘူးဒါတကာလာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့အမဲရောင်အမဲလေးပါနောက်တစ်ရောင်လေးကအဖြူသူကခဲဘက်တော့နည်းနည်းသွားလိမ့်မယ်အရင်ကြီးလည်းမသိတာဘူးပေါ့နော်ခဲဘက်သွားတာကြီးကအဖြူလည်းပို့ပြောလို့ရရင်လိမ့်မယ်ကျွန်တော်ကာလာကတော့ဒီ3ကာလာဖြစ်တယ်ကျွန်တော်တို့ဒါကိုမြန်မာတနိုင်ငံလုံးမှာဘယ်မှမရတဲ့ဈေးနဲ့ကျွန်တော်ရောင်းပေးပါမယ်ခင်ဗျ29,500အင်အောင်ငွေချေပို့ပေးမယ်ခင်ဗျ29,500ကိုကျွန်တော် Delhi ကိုထပ်ပြီးတော့ပို့ဆောင်ကလုံးဝပေးစရာမလိုဘူး29,500အင်အောင်ငွေချေဖြစ်တယ်ပို့ဆောင်ကလုံးဝပေးစရာမလိုပါဘူးခင်ဗျကျွန်တော်တို့ order တင်နေတဲ့အခါ Facebook page မှာဖြစ်စေကျွန်တော်ဒီ TikTok ရဲ့ comment chat box မှာဖြစ်စေကျွန်တော်တို့ Viber နံပါတ်0925238380ကိုဖြစ်စေဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ